ဒုတိယမရဏသတိသုတ်အခါတစ်ပါး၌မြတ်စွာဘုရားသည်ငါတိကရွာအုပ်ကျောင်း၌သီတင်းသုံးနေတော်မူ၏ထိုအခါမြတ်စွာဘုရားသည်ယဟန်တို့ကိုဤသို့နေတော်မူ၏ယဟန်တို့မရဏသတိကိုပွားများအပ်ကျင့်ဖန်များစွာပြုအပ်သည်ရှိသောအကျိုးကြီး၏အာနိသင်ကြီး၏မြိုက်နိဗ္ဗာန်သို့သက်ဝင်၏အမြိုက်နိဗ္ဗာန်လင်အဆုံးရှိ၏ယဟန်တို့မရဏသတိကိုအဘယ်သို့ပွားများအပ်အဘယ်သို့ကျင့်ဖန်များစွာပြုအပ်သည်ရှိသောအကျိုးကြီးသည်အာနိသင်ကြီးသည်အမြိုက်နိဗ္ဗာန်သို့သက်ဝင်သည်အမြိုက်နိဗ္ဗာန်လင်အဆုံးရှိသည်ဖြစ်သည်ယဟန်တို့ဤသာသနာတော်၌ယဟန်သည်နေ့ကိုလွန်မြောက်ညံသို့ရောက်သည်ရှိသောဤသို့ဆင်ခြင်၏ငါအားသိခြင်းအကြောင်းတို့သည်များပြားလာကုန်၏မွေမှုလည်းကပ်ရ၏ကင်းမြီးကောင်းမှုလည်းကပ်ရ၏ကင်းချေများမှုလည်းကပ်ရ၏ထို့ကြောင့်ငါသည်ဆုံးလေရ၏ထိုမွေစားသည်ကိုက်ခြင်းသည်ငါအားအန္တရာယ်ဖြစ်ရ၏ချော်မှုလည်းလဲရ၏ငါစားသောအစာမှုလည်းဖောက်ပြန်ရ၏ငါအားသဲကြည်တော်လည်းပြတ်ရ၏ငါအားတလိပ်တော်လည်းပြတ်ရ၏ငါအားလေသင်နှုံးတော်လည်းဖြတ်ကုန်ရ၏ထိုလေသင်နှုံးဖြတ်ခြင်းကြောင့်ငါသိဆုံးလေရ၏ထိုလေသင်နှုံးဖြတ်ခြင်းသည်ငါအားအန္တရာယ်ဖြစ်ရ၏ဟုဆင်ခြင်ရ၏ယဟန်တို့ထိုယဟန်သည်ညက်အခါ၌တည်သောငါအားအန္တရာယ်ပြုမိမပက်အသေးသည်ယုံညံ့သောအကုသိုလ်တရားတို့ရှိကုန်သလောဟုဆင်ခြင်၏ယဟန်တို့ထိုယဟန်သည်ဆင်ခြင်သည်ရှိသောညက်အခါ၌တည်သောငါအားအန္တရာယ်ပြုမိမပယ်အပ်သေးသည့်ယုံညံ့သောအကုသိုလ်တရားတို့သည်ရှိကုန်၏ဟုအကယ်၍သိပါမူယဟန်တို့ထိုသိသောယဟန်သည်ယုံညံ့သောထိုအကုသိုလ်တရားတို့ကိုပယ်ရန်သာလျှင်လွန်ကဲသောပြုလုပ်မှုဆန္ဒကို၎င်းလုံးလာကို၎င်းအားထုတ်မှုကို၎င်းအတိုင်းထက်အလွန်အားထုတ်မှုကို၎င်းမစုံနှင့်မှုကို၎င်းသတိကို၎င်းဆင်ခြင်ခြင်းကို၎င်းပြုအပ်၏ယဟန်တို့ပစိုး၌မီးလောင်သူသည်၎င်းဥကောင်း၌မီးလောင်သူသည်၎င်းထိုပစိုးထိုဥကောင်းကိုမီးငြိမ်းစေရန်လွန်ကဲသောပြုလုပ်မှုဆန္ဒလုံးလာအားထုတ်မှုအတိုင်းထက်အလွန်အားထုတ်မှုမစုံနှင့်မှုသတိဆင်ခြင်ဉာဏ်ကိုပြုရသကဲ့သို့ယဟန်တို့ဤသူသာလည်းထိုယဟန်သည်ယုံညံ့သောထိုအကုသိုလ်တရားတို့ကိုပယ်ရန်သာလျှင်လွန်ကဲသောပြုလုပ်မှုဆန္ဒကို၎င်းလုံးလာကို၎င်းအားထုတ်မှုကို၎င်းအတိုင်းထက်အလွန်အားထုတ်မှုကို၎င်းမစုံနှင့်မှုကို၎င်းသတိကို၎င်းဆင်ခြင်ဉာဏ်ကို၎င်းပြုအပ်၏ယဟန်တို့ပစိုး၌မီးလောင်သူသည်၎င်းဥကောင်း၌မီးလောင်သူသည်၎င်းထိုပစိုးထိုဥကောင်းကိုမီးငြိမ်းစေရန်လွန်ကဲသောပြုလုပ်မှုဆန္ဒလုံးလာအားထုတ်မှုအတိုင်းထက်အလွန်အားထုတ်မှုမစုံနှင့်မှုသတိဆင်ခြင်ဉာဏ်ကိုပြုရသကဲ့သို့ယဟန်တို့ဤသူသာလျှင်ထိုယဟန်သည်ယုံညံ့သောထိုအကုသိုလ်တရားတို့ကိုပယ်ရန်သာလျှင်လွန်ကဲသောပြုလုပ်မှုဆန္ဒကို၎င်းလုံးလာကို၎င်းအားထုတ်မှုကို၎င်းအတိုင်းထက်အလွန်အားထုတ်မှုကို၎င်းမစုံနှင့်မှုကို၎င်းသတိကို၎င်းဆင်ခြင်ဉာဏ်ကို၎င်းပြုအပ်၏ယဟန်တို့ယဟန်သည်ဆင်ခြင်သည်ရှိသောညင်အခါ၌တည်သောငါအားအန္တရာယ်ပြုမိမပယ်အပ်သေးသည့်ယုံညံ့သောအကုသိုလ်တရားတို့မရှိကုန်ဟုအကယ်၍သိပါမူယဟန်တို့ထိုယဟန်သည်ကုသိုလ်တရားတို့၌ယင်းနေ့ပတ်လုံးအဖန်ဖန်ကျင့်သည်ဖြစ်၍ထိုနှစ်သက်ဝမ်းမြောက်မှုဖြင့်ပင်လည်းနေအပ်၏ယဟန်တို့ဤသာသနာတော်၌ယဟန်သည်ညင်ကိုလွန်မြောက်နေ့သို့ရောက်သည်ရှိသောဤသို့ဆင်ခြင်၏ငါအားသိခြင်း၏အကြောင်းတို့သည်များပြားလာကုန်၏မွေမှုလည်းကပ်ရ၏ကင်းမြီးကောင်းမှုလည်းကပ်ရ၏ကင်းချေများမှုလည်းကပ်ရ၏ထိုမွေစားသည်ကိုက်ခြင်းကြောင့်ငါသိဆုံးလေရ၏ထိုမွေစားသည်ကိုက်ခြင်းသည်ငါအားအန္တရာယ်ဖြစ်ရ၏ချော်၍မှုလည်းလဲရ၏ငါစားသောအစာမှုလည်းဖောက်ပြန်ရ၏ငါအားသဲကြည်တော်လည်းပြတ်ရ၏ငါအားတလိပ်တော်လည်းပြတ်ရ၏ငါအားလေသင်နှုံးတော်လည်းဖြစ်ကုန်ရ၏
ထိုလေတင်သုံးဖြတ်ခြင်းကြောင့်ငါသိဆုံးလျာ၏ထိုလေတင်သုံးဖြတ်ခြင်းသည်ငါအားအန္တရာယ်ဖြစ်ရာ၏ဟုဆင်ခြင်သင့်၏ယဟန်တို့ထိုယဟန်သည်နေ့အခါ၌တည်သောငါအားအန္တရာယ်ကိုပြုမိမပယ်အပ်သေးသည့်ယုံညံ့သောအကုသိုလ်တရားတို့သည်ငါအားရှိကုန်သလိုဟုဆင်ခြင်အပ်၏ယဟန်တို့ယဟန်သည်ဆင်ခြင်ရှိသောနေ့အခါ၌တည်သောငါအားအန္တရာယ်ပြုမိမပယ်အပ်သေးသည့်ယုံညံ့သောအကုသိုလ်တရားတို့သည်ငါအားရှိကုန်၏ဟုအကယ်၍သိပါမူယဟန်တို့ထိုသိသောယဟန်သည်ယုံညံ့ကုန်သောထိုအကုသိုလ်တရားတို့ကိုပယ်ရန်သာလျှင်လွန်ကဲသောပြုလုပ်မှုဆန္ဒကို၎င်းလုံလကို၎င်းအာထုံမှုကို၎င်းအတိုင်းထက်အလွန်အာထုံမှုကို၎င်းမစိုးနှင့်မှုကို၎င်းသတိကို၎င်းစင်ကြင်ဉာဏ်ကို၎င်းပြုအပ်၏ယဟန်တို့ပစိုး၌မိလောင်သူသည်၎င်းဥကောင်း၌မိလောင်သူသည်၎င်းထိုပစိုးထိုဥကောင်းကိုမိငိမ့်စေရန်လွန်ကဲသောပြုလုပ်မှုဆန္ဒလုံလအာထုံမှုအတိုင်းထက်အလွန်အာထုံမှုမစိုးနှင့်မှုသတိစင်ကြင်ဉာဏ်ပြုရသကဲ့သို့ယဟန်တို့ဤအတူသာလျှင်ထိုယဟန်သည်ယုံညံ့သောထိုအကုသိုလ်တရားတို့ကိုပယ်ရန်သာလျှင်လွန်ကဲသောပြုလုပ်မှုဆန္ဒကို၎င်းလုံလကို၎င်းအာထုံမှုကို၎င်းအတိုင်းထက်အလွန်အာထုံမှုကို၎င်းမစိုးနှင့်မှုကို၎င်းသတိကို၎င်းစင်ကြင်ဉာဏ်ကို၎င်းပြုအပ်၏ယဟန်တို့ယဟန်သည်စင်ကြင်သည်ရှိသောနေ့အခါ၌တည်သောငါအားအန္တရာယ်ပြုမိမပယ်အပ်သေးသည့်ယုံညံ့သောအကုသိုလ်တရားတို့သည်ငါအားမရှိကုန်ဟုအကယ်၍သိပါမူယဟန်တို့ထိုယဟန်သည်ကုသိုလ်တရားတို့၌ညင်နေတို့ပတ်လုံးအဖန်ဖန်ကျင့်သည်ဖြစ်၍ထိုနှစ်သက်ဝမ်းမြောက်မှုဖြင့်သာလျှင်နေအပ်၏ယဟန်တို့မရဏတတိကိုဤသို့ပွားများအပ်ချိန်ဖန်များစွာပြုအပ်သည်ရှိသောအကျိုးကြီး၏အာနိသင်ကြီး၏အမြိုက်နိဗ္ဗာန်သို့တက်ဝင်၏အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိ၏ဟုမိန့်တော်မူ၏